ပြအသိန်းကဝင်တာဖြစ်မယ်လို့ထင်ခံရတာပေါ့နော်ခရမ်းအသိန်းကကန်ကောင်းပြီးတော့ဝင်တာဖြစ်သွားတာလို့ပြောလာတယ်ရှင်မွေလာတန်မဲ့အတင်းကတော့ဆက်စချင်းတော့အပြာအတင်းကိုကျွန်တော်ကြောက်တယ်ပုံမှန်လည်းပြောတာအပြာအတင်းကကျတော့အရင်တွတ်တယ်လေသူကရှင်မောကလည်းတွတ်တယ်ရှင်မွေလာတွတ်တယ်ပြီးတော့ဝင်းခတ်မောကလည်းအရင်တွတ်တယ်ပြီးတော့ဝင်းခတ်မောကလည်းစချင်းမှာစိန်ခေါ်လာတာကိုမနိုင်ကြိုင်ပါပြီးတော့စိန်ခေါ်လာဆိုတော့အရင်ကြောက်တယ်ဒါပေမဲ့တကယ်ကစားကြည့်လိုက်တဲ့အချိန်မှာတကယ်ချတဲ့ဖြစ်ညီမတို့ကတော့ဟိုစပြီးတော့ပေါ့နော်ညီမတို့ကစားဖို့သွားတဲ့အချိန်မှာညီမတို့ကလုံးဝအားရင်အပြည့်နဲ့ပေါ့နော်ညီမတို့အားဖြည့်ချိုတွေတောက်ပြီးဒီနေ့လဲငါတို့ကအပီးကျုံးမှာငါတို့ကဒီနေ့ကျုံးမှာကျုံးမှာဆိုပြီးတော့အားနဲ့သွားပါပေါ့ပြန်လာလို့ရှိရင်じゃအိမ်မဟုတ်တော့ဘူးညီမတို့ကျုံးခံပြီးပြန်လာလို့ရုံပြသွားတယ်ဒါပေမဲ့ကျုံးခံပြီးပြန်လာပေါ့We are blue လား We are blue ကျွန်တော်တို့အမှန်တမ်းပြောရင်ခရမ်းတင်းကိုလုံးဝဒိန်ကြားထဲမှာမတက်မှတ်တော့သူရှုံးဝဲရမ်းများတယ်နိုင်များဆိုလည်းသူတို့ကောင်းကောင်းမနိုင်ဘူးဒါပေမဲ့ရှုံးလားဆိုလည်းသူကဂျားထဲမှာလွတ်နေဒါပေမဲ့အိတ်တင်းကဝင်လာပြသွားဘူးကန်ကောင်းပါကျွန်တော်တို့ကအဲ့လိုမျိုးမထင်ထားတဲ့အတင်းပါအဲ့လိုဖြစ်သွားကျွန်တော်ကြောက်လည်းခင်ထားတဲ့အတင်းကဘယ်ပုံမြင်တာလဲကျင်းနေတာလည်းပေါ့တော့ကျွန်တော်တို့အပြာတင်းကတော့မညစ်ခဲ့ပါဘူးတော့မညစ်ခဲ့အပြူတင်းမခင်မောပါတော့ဒါမေးကြအောင်မလို့ပါဘူးညီနေကြပါဒါပေမဲ့ဟိုအားလုံးကချစ်ကြပါတယ်နော်ဒီစီစဉ်2ကလူတွေအားလုံးတော်တော်ချစ်ကြတယ်ပြင်မှာဆိုလဲအဲ့လိုကလေးရဆုံးလူကြီးဟုတ်တယ်အဲ့လိုမျိုးကျွန်တော်ဇလန်တွေတခုရိုက်လိုက်တယ်လို့ပဲဟုတ်တယ်အပြာတင်းကကလေးဟုတ်တယ်အဲ့လိုလမ်းမေးရကြတယ်ဟုတ်တယ်